Mobile Legends player တွေအတွက် location ပြောင်းနည်းလေးကိုဒီ video file လေးမှာပြပြပေးသွားပါမယ်။အဲတော့ကိုယ့်ရဲ့ Play Store မှာဒီ FaceGP ရဲ့ location professional ဆိုပြီးတော့ဗောနော်ဒီ app လေးကို Play Store မှာရှာပြီးတော့ download လုပ်ပေးပါ။ download လုပ်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီသူသတ်မှတ်တဲ့ notification လေးတွေ permit ပေးပါ okay လေးဒီနော် permission တွေပေးမယ်ပေးပြီးသွားရင် okay နေမယ် okay နေပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကိုကြိုက်နေတဲ့ရာဒီမှာကျွန်တော်တို့ဒီ location တွေပေါ်ဖို့ရာအတွက်ပေါ့နော်သူကဘာလို့လဲဆိုတော့ developer option ဖွင့်ရတယ်အော်ကိုရဲ့ဒီဖုန်းမှာရှိနေတဲ့ developer option မှာ mark location app မှာ FaceGP ရဲ့ location professional ကိုပြောင်းလဲပေးဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုရဲ့ဒီဖုန်းမှာဆိုလို့ရှိရင်ဒီ location ပေါ့နော် FaceGP ရဲ့ location နဲ့ပတ်သက်ပြီးတော့ software run သွားမှာပဲဖြစ်တယ်ပေါ့နော် developer option ဆိုတာဒီ MIUI မီဒီမှာဆိုလို့ရှိရင် MIUI နေရာကို9ချက်တောက်အောင်မှာဖြစ်ပါတယ်เนาะဒါကျွန်တော်ကဒီကျွန်တော်ဖုန်းနဲ့ပဲပြပေးရပါ FaceGP ရဲ့ location professional နေရာကိုကျွန်တော်အမှတ်ချက်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီပုံစံလေးပေါ်မယ်ကိုကြိုက်နေတဲ့ကိုထားချင်တဲ့ location ကိုပြောင်းမယ်ပြောင်းပြီးသွားရင်ကိုရဲ့ mobile legend account ကိုကျွန်တော်တို့ကဒီ login ပြန်ဝင်လိုက်မယ်ပေါ့နော် login ပြန်ဝင်ပါ login ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကိုမှရှိနေတဲ့ကိုရဲ့လက်ရှိတည်နေရကိုရဲ့ GPS location နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကွာဒီပြောင်းလဲပြီးတော့စောချင်ပါတယ်ဆိုတဲ့သူတွေအတွက်ဒီနည်းလမ်းလေးကပို့ပြီးတော့မြန်လဲမြန်မယ်အလုပ်ဖြစ်မယ်လို့လည်းကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်အဲ့တော့ကိုအနေနဲ့ရော location နဲ့ပတ်သက်ပြီးတော့တည်ပြီးပြီလားတည်ပြီးသွားပြီဆိုလို့ရှိရင်လည်းကြော်သွားပြီးလို့ရတယ်မတည်သေးတဲ့သူတွေအတွက်ကျွန်တော်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ account မှာဆိုလို့ရှိရင်ဒါကျွန်တော်မှာရှိနေတဲ့ location ကဒါမကွေးပေါ့နော်မကွေးခုတ်ကူပေါ့အဲ့တော့ဒါကကျွန်တော်ရဲ့ဒီ region ကိုကျွန်တော်တို့ကပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ကလဲဆိုပထမဆုံးကိုယ့်ရဲ့ profile wall မှာရှိနေတဲ့ leaderboard ဆိုတဲ့နေရာလေးကိုပေါ့နော်ကျွန်တော်တို့ကဝင်ရမှာပဲဖြစ်တယ်ပေါ့နော်ဒီ leaderboard နေရာကနေပြီးတော့ရောက်သွားတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုယ့်အနေနဲ့က HERO hero ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့ဝင်ပေးရမှာပဲဖြစ်ပါတယ်ပေါ့နော်အဲတော့ဒီ hero ဆိုတဲ့နေရာလေးကိုတစ်ချက်ရွေးပြီးတော့ click လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီဘက်တောင်းမှာအပေါ်ဆုံးတောင်းမှာရှိနေတဲ့ location service နေရာလေးပေါ့နော်ကျွန်တော်အခုများပြထားတဲ့နေရာလေးကိုဝင်ပေးပါနော်ပြပြထားတဲ့နေရာလေးကိုဝင်ပေးပါဝင်ပေးပြီးတော့ဆိုလို့ရှိရင်ဒီပုံစံလေးပေါ်တယ်ပေါ့နော်တခုရှိပါတယ် location ဖွင့်ဖို့လုံးဝမမေ့ပါနဲ့နော်ကိုရဲ့GPS location လေးကိုဖွင့်ပေးထားလိုက်ပါဖွင့်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပြောင်းချင်တဲ့နော်ကိုရှိရရွေးခဲ့တဲ့နိုင်ငံ location ကတခါလေးတန်းပြီးတော့ပေါ်တာပဲဖြစ်တယ်ပြသပေးတယ်ဒီလိုပြသပေးတာဖြစ်တဲ့တော့ကိုအနေနဲ့ဘာလုပ်ရမလဲဆိုတော့ဒီကိုချိုင်းနေတဲ့တဲ့ကိုတကယ်ကိုပြောင်းတော့မှာဆိုလို့ရှိရင်တော့ဒီ okay ပေးလိုက်ပါတော့ okay နေပြီးသွားပြီဆိုတော့ game ကိုတပွဲတော့ ဆော့ပေးပါ game တပွဲဆော့ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုရဲ့ account ကကိုပြောင်းချင်တဲ့ location ကိုတခါတည်းရောက်ရှိသွားပြီပဲဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်ရဲ့ဒီ video file မှာမရှင်းတာရှိရင်မိတ်ဆွေတို့comment box မှာရေးပေးခဲ့ပါကိုသိချင်တာလေးရှိလို့ရှိရင်လည်းcomment မှာချပြီးတော့ပြဝေပေးခဲ့ပါအောင်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဘောနော်အကောင့်ဒီလိုမျိုးအချက်လက်ကလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကပြဝေပေးချင်တာနော်ပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်ကိုယ်အနေနဲ့ကကိုသိချင်တာကိုတက်ထားတဲ့အရာတခုကိုသိချင်တဲ့အရာတခုကိုတစ်ဆက်ပြန်လဲပြီးတော့မျှဝေပေးရတာဖြစ်တဲ့အတွက်ကဲချိုင်းနေတဲ့ဆိုရင် brother တို့ sister တို့ပေါ့နော်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်ပြီးတော့ share လေးလည်းလုပ်ပြီးခဲ့ပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်